ကျွန်တော်ဒီနေ့ content creation တွေလုပ်နေနေမှာခံစားမိရဲ့ခံစားချက်လေးတချို့ပေါ့နော်ကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ဘယ်လိုခံစားရလဲဆိုတော့ပူတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်ဆိုရင်အခုအိမ်ထဲမှာပဲအလုပ်လုပ်နေရပေါ့နော်အလုပ်လုပ်နေရတယ်ကျွန်တော်ရွေးချယ်ထားတဲ့လမ်းကြောင်းလေးဖြစ်တဲ့အပေါ်မှာလူတွေတယောက်နဲ့တယောက်နဲ့မတူညီဘဲနဲ့ကွဲပြားခြားနားသွားရပေါ့ဒါပေမဲ့ကျွန်တော်စဉ်းစားမိတာပေါ့နော်ကျွန်တော်ဆိုရင်အခုဒါအိမ်ထဲမှာအရေးထဲမှာပဲပေါ့နော်အရေးထဲမှာအမိုးကအောက်မှာကျွန်တော်အလုပ်လုပ်နေရတယ်ပူတယ်ဒါပေမဲ့ပူတာပဲနော်အရေးထဲမှာပဲရှိနေပြင်မဲ့ကျွန်တော်ပူနေတာပဲချွေးထွက်နေတာပဲဒါပေမဲ့ကျွန်တော်တော့ဒီလောက်ကြီးပူနေရချွေးထွက်နေရနေရဒီလောက်ရဲဆက်ကြီးကိုပူနေရဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့အပြင်မှာအလုပ်ထွက်လုပ်နေရတယ်မိသားစုတွေရုန်းကန်ပြီးတော့ရှာဖွေပေးနေရတယ်ဟာလားဆိုတော့ပေါ့နော်ကျွန်တော်အားလုံးပေါ့နော်အားလုံးကိုလည်းကိုချင်းစာမိပါတယ်ဆိုတော့ကျွန်တော်ဒီအခက်အခဲကြားနေပြီးတော့အကောင်းမွန်ဆုံးအခြေအနေတွေရအောင်အတူတူကြိုးစားကြမယ်အားလုံးပဲ fight ရန်လို့ကျွန်တော်အားပေးစကားလေးလည်းပြောချင်ပါတယ်